The cuddling chatamu Lena the chisode sigalo Sudre kasilo ta Tale taya Ninsilu ya jay me Na chinge enidri Chain me yinle Ninsimpibu Chaninge ata Oh, manale, so the light to me. Hotel yen by my pian, I ne, much than the chateau you, I ne. Ninsi kind of little twiggy yane, not going out home to me. Love is not a toy. Oh, ngã tên lâu xí đen lù, lô lô tàu nó khang bố, dâu thì dâu hậu phù, lo na chim mu nhà đê quý ya, để anh em mà tìm mà ta, ta bu ngã chú ra ni gì, ngã ni đã cha bi lệ đã cha. Cái số chữ hấp dẫn ta bố lô rê Make it clap. Baby မျက်နှာလည်းမလန်းပါလား baby ဘာဖြစ်လဲပြောမပြောလို့လား baby တငယ်ချင်းတွေကိုခေါ်ပေးရမှာဟမ် လည်းပြင်မယ်လေ တင်မန်းလို့လား ဒီနေ့နေကုန်ရှောက်သွားတာလို့ အမအဲ့ဆိုကိုကြီးဒီဘက်ကိုကြံမယ်နော် ကိုကြီးတော့ပြန်တော့လေဒီဒီရရ ရပါတယ် baby တင်မန်းနေလို့ဆိုဟုတ်ကိုကြီးမန်နေဂျာနဲ့တော့စကားလေးပြောဖို့တော့ရှယ်ကိုကြီးခဏတော့သွားလိုက်မယ်ပြီးရင်ကိုကြီးပြန်လာခဲ့မယ်ပြီးရင်ပြန်မယ်နော်ဒီခဏလေးစောင့်မယ်ရရမယ်နော်ဖြစ်တယ်မလားပြန်လာခဲ့မယ်နော် Hey, okay. Ako na la join mo. She like that wa. Ako bra ma cha lo. Ako ka yo ta khin lo wa. Make it so good. Ako na me ha. ရှင့်သွားမေးနေကျမဘယ်သူနဲ့မှခင်စစိမ့်မရှိချက်ပြဿနာမတက်ချင်ညံသွားလိုက် အဲ့တော့မလုပ်ပါနဲ့အဖို့အတိမပြုရဆိုရင်အခုလည်းချီရစေရလောက်ပါလားချီရစေရလောက်နော် ဘာလုပ်တာလဲ ဟုတ်ပါချီရစေရ ဘာလုပ်တာလဲ ချီရစေမင်းဒီဝိုင်းမှာပါလားလို့ဟမ်တေးဒီကောင်ရှေ့ကိုဘာလဲလာပြောနေရလဲ ဟုတ်အေးဆေးပေါ့မဟုတ်ကျွန်တော်က မင်းမူးနေမင်းဝိုင်းမှာမင်းဆေးသွားနေတယ်နော်မင်းလည်းပြဿနာမတက်ချင်မင်းသွားတော့ဆိုတော့ မဟုတ်ဘူးကျဲကျွန်တော်ဟောဟိုနေရောဟိုငါနေရော မီးကြရလဲဗျာဘာတွေတော့ခိုင်းများနေရလဲအေးဆေးပေါ့ဘာဖြစ်နေရလဲ ဟာဘေဘီနေရောဒီနေ့ကိစ္စကိုနမူနာယူပြီးတော့ဘေဘီနောက်ဆိုရင်ကိုကြီးမပါဘဲနဲ့ဘားတွေကလပ်တွေ KTV ဘာတစ်ခုမှမသွားရအောင်နော် ရွှေရောဘယ်တော့အဲ့လိုမျိုးသွားဘူးလို့လဲပြီးတော့ဒီနေ့ကိစ္စကလည်းဘေဘီနဲ့ဘာမှမဆိုင်ဘူးလေ
ကိုကြီးသိပါတယ်ဒါပေမဲ့ကိုကြီးဘေဘီကိုပြောပြီးပြီဘေဘီကိုတခြားကောင်တွေကမျက်လုံးနဲ့ကြည့်တာကိုကြီးမကြိုက်ဘူးအခုတော့ကိုကြီးပါနေလို့နော်ကိုကြီးကမပေါအောင်ဆိုဒီကောင်လေးဘေဘီကိုဘယ်လောက်ထိအတင်းရဲလာမလဲဆိုကိုကြီးတွေးတော့မတွေးရဲဘူး စိတ်လျှော့ပါကိုကြီးဘေဘီတို့ကဒီနေ့မှရှားရှားပါးပါးတနေကုန်ပြောရတယ်အခုလိုပြောဖို့ကောင်းတဲ့အချိန်လေးတွေကိုဒီလိုဘာမဟုတ်တဲ့ကိစ္စနဲ့စိတ်ညစ်ခံပြီးဖြတ်သန်းမလို့လားစိတ်လျှော့ပါအခုလည်းဘာမှမဖြစ်ဘူးလေနော် ပါပဲ sorry we are sick together အဲ့ဆိုဘေဘီတောင်းမယ်ကနိုင်နော်ကားကိုလည်းစိတ်တူပြီးရှောက်မောင်းနေတယ်ဖြည်းဖြည်းမောင်းနော်ဘေဘီစိတ်ချမနော်ဟုတ်ဘေဘီကိုအိမ်ပြန်ရအောင်ဖုန်းဆက်အောင် စမ်းပါဘောဗျာ အားလို့ဖြစ်နော်ဒီနေ့စိတ်ချမနော်ပါလို့လေလားမင်းပါလို့လေလားဒီကောမသိဘူးလားမင်းလှုပ်ထားရဘူးလေဟမ်ဘူးလေမလှုပ်ပါဘူးလက်တယ်ရတဲ့ကောင်မင်းဟမ်ဟိုပါဦးချင်းမလှုပ်နိုင်ရနောက်တစ်ခေါက်ရွှေရုပ်ဆိုတဲ့ကောင်မရင်တော့မေးကြိုက်အဲ့တွေ့မသိဘူးလားဆမ်းမမီလားဆမ်းမမဘူးလားမင်းอ่ะဖိုးစီမင်းခုလိုမနဲ့စောစောလာဆော့ရလဲပိုကောင်းပါတယ်ညနေကျမင်းဒင်းနာဘာညာနဲ့မင်းမအောင်မလားမင်းပြောတာဟုတ်ပါညနေပိုင်းငါမအားတာများတယ်မင်းကြမစိုးဘူးဟုတ်လေးလေးပြောရတယ်ကျွန်တော်တင်တန်းမှာဗျာမရိုင်းလိုက်တာဗျာဟုတ်သူခုမှမလဲဟုတ်အချိန်နေရရောဒုက္ခပါပဲဟုတ်ကျွန်တော်ခုလာခဲ့မယ် sorry ဖို့သေးငါအရေးကြီးတဲ့ကိစ္စပေါ်လာလို့ကွာငါသွားအောင်မယ်ငါညီဝင်းမဲ့တားကြောဆိုတဲ့ကောင်ညဝမ်းရခံရလို့ ICU ရောက်နေတယ်ကွာဘလို့ဖြစ်ရတာလဲကွာဝမ်းရတဲ့လူမိလားဟုတ်မင်းမွေးလေးလုံးတဲ့အရီနာကလပ်ပိုင်ရှင်လေရှိန်မင်းဆိုတဲ့လူနဲ့ညိရလို့ကြားနေတယ်ငါညီရလည်းမလဲရှုပ်ကွာအဲ့ကောင်ကမှသွားထိရတော့ဟေ့ဘလို့ပဲဖြစ်ဖြစ်လေကွာလူတယောက်ကအဲ့လိုမျိုးဝိုင်းရိုက်ဆရာလားကွာဝိုင်းရတဲ့လူကိုသိရင်လေရဲတိုင်လိုက်လေ
ဒီဘဲရသူတို့ကိုရင်တော့ဘယ်လုံးမလဲလူမိုင်ငါပြီးရိုက်ခိုင်းတာပေါ့ကွာရေးကြည့်တာငါညီပြန်ပေးရပေါ့အခြေအနေစိုးရင်ရတယ်ဗိုက်ငါသွားတော့မယ်ဖိုးပြီတီလေးရွှေ့သွားပြီနော်အေးသမီးရှင်းလာပြန်ပြီလားစိုးစီးပါလားလို့တာ ဟုတ်လေဒီနေ့ကဆိုပြီးညီမရဲ့လူပေါင်းလုပ်ပြန်လို့ကျွန်တော်ကားနဲ့အမြင်လိုက်ပြီဆရာမှားလို့ပါ ကိုကြီးကလည်းလုတ်ပြန်စွတ်ပါ သမီးလေးဘာတွေကြီးများနေရလဲဘမစေတနာနဲ့ကားလို့ပေးလိုက်တဲ့ဟာကိုတီလို့လည်းမှားထားရနော်သူ့ကားနဲ့မှမဟုတ်ရင်ဘယ်မှမသွားရဘူးတဲ့ဘဲများနေနဲ့လိုက်သွားလိုက်တော့ဆိုတော့တော့ညလေအေးဟုတ်လားဟောတိစားကြည့်လေဘာနဲ့မယူကြဖတ်ထားလေဘာဆိုရလဲ ချေရနင့်လာကိုကအခုထိမပြန်သေးရလားနေတိုင်းအလိုပဲနော်ဘာလုပ်တာလဲ ထားလိုက်အဲ့ကအမှတနေကုန်စောင့်နေလိုက်မှာငါတနေကုန်စောင့်ချက်ခိုင်းတာလို့ငါပေါ့စိတ်ပြ နေရလဲဟဲ့ဟိုကနင့်ကိုချစ်လို့စိတ်မချလို့နေမှာပေါ့ဖြစ်တွေးပြလိုက်စမ်းပါ မင်းညလည်းသူနဲ့ club တော့အမအကောင့်တကောင်ငါ့ကိုလာကြောင်းတာသူ့မှာဒေါသတွေထွက်တာမပြီးတော့လူတော့တော့မဲ့အတိုင်းပဲအဲ့ဒါကစပြီးတော့ငါ့ကိုသူမပိုင်ဟိုမသွားဒီမလားဆိုပြီးမိတ်နေထုတ်တာရမ်းချုပ်ချယ် ရွှေရုပ်နေဒီလိုမျိုး driver နဲ့ကားတစ်စီးနဲ့လှုပ်ပြီးတာရေးစားမျိုးနင်ကစိတ်ညစ်နေပြီငါနဲ့တာနေရာချင်းလဲလိုက်ချင်တော့ရနော် 你们弟弟了吧？我不好，都那对了，没乱了多。别多大别来了，都得背，随便写。 ကဲချော်နဲ့ရွှေရုပ်ရေလိမ့်ဆက်ပေးရအောင်မယ်ဒါဆူဆူတဲ့ဒါအီအီတဲ့နော်ဒီဆိုင်မှာလို့မလိုရတာလည်းတင်ပေးလိုက်အောင်စုနဲ့အီရေကြည်လင်းတို့ဆိုင်ရလေနှခမ်းရှိတယ်ဒါအနောက်ကနေလည်းသွားလို့ရတယ်ကဲအဲ့တော့သမီးတို့အထုပ်တွေနောက်မှသွားသိမ်းလိုက်နော် တင်းလေအသက်တွေထက်ခတ်မှာကျွန်တော်တို့လည်းမသိရပါလားကျွန်တော်လောက်တာအဆင်မပြေလို့လားကျွန်တော်တို့အလုပ်ပြုတ်တော့မလို့လား ကျူးစရာလားကြော်ရဲ့နောက်လာဆိုရင်တတင်းကချွတ်ပြီးစိုက်မှာမင်္ဂလာဆောင်ပွဲတွေရောအီဗန်ပွဲတွေရောခါပွဲတွေကအများကြီးအဲ့တော့ကျွန်တော်လည်းတက်တာဒီလေးလည်းအစီပြောင်းလို့အစ်စ်တွေထပ်ခန့်လိုက်တာနောက်ဆိုရင်ရွှေရုပ်ကလည်းအလုပ်ထွက်တော့မင်းဆိုတာဒီလင်းကချိုးသိနေတော့ 弟嘞，需要我老婆不需要喏，弟嘞都不要。 ဘာသူပြောမှာလဲညီလူကြီးပဲပြောတာလေရွှေရုပ်ကိုဘာမှမခိုင်းမှန်းဆိုတော့ကွန်ကွန်ဖုန်းလေးဆက်တယ်ဟောပြီးတော့ငါမှလေရွှေရုပ်ကဒီဆိုင်မှာအလုပ်လုပ်ရတာအရန်ကိုပြောနေပါတယ်သူပြောတော့လုပ်ပါစေဆိုပြီးတောင်းတောင်းမှန်မှန်နဲ့မနှဲကိုပြောထားရတယ်ရွှေရုပ်ကြီး 弟嘞，需要我老婆臭喏，俺路一直搞来来比赛没呢。需要了，妈妈会说话讲路。 baby ရေးကြီးကိစ္စရှင်လို့ဆိုပြီးဘာဖြစ်လို့လဲ baby ကိုကြီးရွှေရုပ်အလောက်ထုတ်ဖို့တည်ရင်ပြောရစမ်းအဲ့ဘာလုပ်တာလဲကျွေးအလောက်ထတယ်လို့ကိုကြီးဘယ်တော့ပြောဘူးလို့လဲ ဘာများလဲလို့ baby ရဲ့ဒီကိစ္စဖုန်းထဲမှာပြောလဲရနေရပဲလေကိုကြီးက baby အရေးကြီးတယ်ဆိုတော့အလုပ်တွေအားလုံးထားခဲ့ပြီးထွက်လာရတာ baby ရဲ့ ဒီကိစ္စကိုကြီးတော့ဘာမှအရင်ကြည့်ပဲမရွှေရုပ်တော့ရေးကြည့်တယ်ကိုကြီးရွှေရုပ်အလောက်ကိုဘာမှဝင်ဆွတ်ဖတ်စရာအကြောင်းမရှိဘူး
အော်ဘေဘီရဲ့ကိုကြီးကဘေဘီရဲ့အလုပ်ကလေးကိုဝင်ပြီးဆွတ်ဖတ်တာမဟုတ်ပါဘူးဘေဘီကဘာလုံးမှမလုပ်ဘဲနဲ့အေးစစ်စစ်ပဲနေစေတယ်မှာအဲ့ဒါကြောင့်မလို့လေအင်းလေးစီကိုစလိုက်ပြီးတော့ကျွေးကိုလှုပ်ထုတ်လိုက်လို့ပြောလိုက်တာပြီးတော့အဲ့မှာကြားရဲ့ပတ်စံတယ်မမောနေစရာမလိုပါဘူးဘေဘီရဲ့ကိုကြီးပေးပါမယ် ကိုကြီးဘလို့လူလဲဘာလို့နေရာကောင်လိုက်ပြီးငွေနဲ့ပဲစုံဖြတ်နေရလဲရွှေဒီအလုပ်ကိုလုပ်တယ်ဆိုတာငွေလိုချင်လို့ဆိုတာဝါသနာပါလို့ပျော်လို့လုပ်ပြီးတော့အထူးထူးလုပ်နေသူတွေကလည်းတငယ်ချင်းတွေရွှေဒီအလုပ်ကိုထွက်เสียအကြောင်းလုံးဝမရှိ ရွှေရုပ်အဲ့ဒါဆိုကိုကြီးပုံမွင့်လင်းလင်းပဲပြောမယ်နော်ကိုကြီးဘေဘီကိုဘယ်လောက်ထိချစ်လဲဆိုတာဘေဘီသိတယ်နော်အဲ့တော့တခြားဘယ်ယောက်ျားပဲဖြစ်ဖြစ်ဘေဘီရဲ့အလုပ်ထဲကဘယ်ယောက်ျားပဲဖြစ်ဖြစ်တခြားဘယ်တစ်စိမ့်ပဲဖြစ်ဖြစ်နောက်ဆုံးကုန်ပြောမယ်ကွာဘယ်အထီးမှရွှေကိုကြည့်တာတော့ကိုကြီးမကြိုက်ဘူးဖြစ်နိုင်ရင်ကိုကြီးရဲ့ရင်ဝင်ထဲမှာရွှေကိုတောက်ခတ်ပြီးတော့ပဲတိတ်ထားကြတာ အတိုင်းမရှိရရွှေကကိုကြီးပိုင်တဲ့အယုံမဟုတ်ဒီရကကိုကြီးအဲ့လိုလိုက်ပြီးချုပ်ချက်သွန်းတိုးနေရွှေရုံးလည်းဖြစ်မှာမဟုတ်ရွှေရုံးကတုံညာကိုမိခိုးနေမဲ့မိမမျိုးမဟုတ်အဲ့တော့ကိုကြီးစိတ်ကြိုက်မိမပဲထက်ရှာရွှေရုံးနဲ့ကိုကြီးပြတ်ပြီ ဘာပြောတယ်ဘာပြောလိုက်တယ်ရွှေရုပ် ပြောတယ်မကြောက်လားရွှေရုံးကကိုကြီးထင်တဲ့အစားမျိုးမဟုတ်အဲ့တော့ဒီဇက်လည်းဒီနေရာမှာပဲရပ်တာကောင်းတယ်ကိုကြီးနဲ့ရွှေရုံးပြတ်သူကြီးစားဆိုရင်ငါ့အဲ့အချိုးကလာမချိုးနဲ့လေငါသူပိုင်နဲ့ရုံမှမဟုတ်တာနေရာတကာဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့အဲ့လိုအမိတ်နေလိုက်ပေးနေအောင်ကြည့်နေရတယ် ကဲရွှေရုပ်ရဲ့နင်သူနဲ့တကယ်ပြတ်နိုင်တာကိုသိကြလို့လားနင်ပြောမသိနဲ့နော်ခေါင်းကြီးနဲ့ညားနေတယ် အေးလေနင့်လူရနင့်အရှင်းချစ်တော့တဝန်တူလို့ပြောရပါဟဲ့နေရာလေ ဟဲ့တမန်တူရာကြီးကလွန်လွန်းတယ်လေငါလုပ်တဲ့အလုပ်ကပါထွက်ခိုင်းပြီးတော့ငါလာကတော့သူပေးထားမယ်ဆိုငါတတ်မဲ့စော်ကားနေရာကငွေနဲ့လိုက်ဖြည့်ရှင်းနေကြည့်ရမ်းမုန်းတာ ဩအဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲရွှေရုပ်ရဲ့နင်ကလည်းသူကလည်းနင်အလုံးလုံးနေနင်ပမန်းတာကိုမကြည့်ရလို့အဲ့လိုပြောတာနေမှာပါဟဲ့ပြီးတော့နင်ကိုစိတ်မချရလဲပါမှာပေါ့ ဟာအဲ့လိုဘွားမျိုးနေရှင်မလို့နေရာကသူ့စိတ်တိုင်းကြလိုက်နေနေငါဘွားကြောင်ဆက်ရုပ်လို့ဖြစ်လာသူ့နာနေရာအရမ်းမွန်းကျက်လွန်းနေသူ့ကြောင့်ဘာမှမပြောချင်တော့သူနဲ့ငါနဲ့တကယ်ပြတ် 太久了，你毛菜啥进来说，一刀杀掉了。အားမှာပေါ့ဖိုက်တယ်တော့စားနေနော် စားတာတော့ဟုတ်ပါပြီနေရပူတော့လမ်းလျှောက်မှာပြင်းနေတာအရင်ကဆိုသူ့ကိုလာခေါ်ရဲကိုပိုင်ကားလေးနဲ့တွားလိုက်ရုံပဲခုများကြ 哎，还有叫我爸来的，别我爸来，完了怎么接？ စားလို့ကတော့ကောင်းပါတယ်စားပြီးမဆန်ရှင်းရအောင်မယ်ဟွန်း 这么伤害给我心，你也给我开心。 ဩသူ့လင်ပေါ့သူ့လင်ပေါ့ရှင်တော့ဆိုသူ့ကိုရလာပြီးတော့ရှင်းပေးနေတာရှင်တော့ငါတို့တူတူကုန်းစင်ခဲ့ရအောင်တတိယဝါလို့ပါဟဲ့ခုများကြဒီဟာမမိုက်လို့ 爸来了，你来逗他。他这种你要补的这样子啊，这也要叫你的。 အမလီကြိုက်ပါ စနိုင်းနေစိတ်နေ 哎呀，这个有啊，你都ใส่ไปဒီကအဆက်ရောက်လာတာမရှိတော့ဘူးလား ဟဲ့
ဟိုဘဝရကောင်ကလေမောက်ဆိုင်ဆိုင်လာပြီးတော့ခောက်ဆွဲပြုတ်တွေလာမှစားနေနော်အံ့ဩတယ်ဟဲ့သူမကုန်းနဲ့မောက်ဆိုင်လေငါတို့ကျွေးရင်ကောင်းမယ်နော်ဒီမှာစားရမလောက်မငါနဲ့မဝရသေးလို့ နင်ကလည်းလိုက်ငတ်နေပြန်ပြီ အေးလေနင်ကလည်းဟုတ်ပါ ဟယ်လိုဘာတူလဲ အေးကျော်စိုးလင်းလား ဗျာဟုတ်ပါဦးရှင် ကိုကြီးရှိမင်းဘေးမှာရွှေရုပ်ရှိရမလားရွှေကိုဖုန်းပေးလိုက်ပါလား ဘာတူပြောရ ဘာပြောလဲဆိုတော့အခုကျော်စိုးလင်းတို့နဲ့ရွှေရုပ်တို့နဲ့တွေ့နေရမလားရွှေကိုဖုန်းပေးလိုက်လို့ ဟဲ့ရွှေရုံဒီမှာနင့်ကိုကြီးငါ့ကိုဖုန်းဆက်နေတယ်ဟဲ့သူငါဖုန်းနံပါတ်ဘယ်လိုသိသွားလဲမသိဘူးနော်ဟဲ့နင်ရောဘာလို့သူဖုန်းမကင်တာလဲနင်လည်းစိတ်ညစ်တယ်ဟဲ့ တီလေးစီကမျက်စုံနဲ့ရနေမှာပေါ့ဟဲ့ရွှေကလည်းလေ အေးလေကိုင် မကိုင်ရှင်ပါဘူးသူနဲ့ကလည်းဘာပြောစရာမရှိတော့ ကင်လိုက်ပါရွှေရုံရဲ့နင်မကင်လေဟိုငါ့ကိုလာတတ်တော့မဲ့အတန်နဲ့ပြောနေတာကင်လိုက်စမ်းပါဟဲ့ ကန်လိုက်ပါဟဲ့ကန်လိုက် ရှင်ဘလို့ဖြစ်နေရလဲဘာလို့သူများဖုန်းတွေလိုက်ဆက်နေရလဲကိုင်းနဲ့ရွှေကိုဘာမှပြောစရာမရှိတော့ဘူးရွှေရုပ်တော့တကယ်ပြက်ပြီ ရွှေရုပ်ကိုကြီးကိုအပေါ်စကားကြီးပြောမနေနဲ့အခုရွှေရုပ်ကိုကြီးကောင်းကောင်းမွန်မွန်စကားပြောနေတယ်အဲ့တော့ကောင်းကောင်းမွန်မွန်ပြောနေတဲ့အချိန်မှာကိုကြီးနဲ့ကောင်းကောင်းမွန်မွန်လာတွေ့မလားကောင်းကောင်းမွန်မွန်ပြောတာကိုအခုလိုပဲအကန်နေပဲလုပ်နေမယ်ဆိုရင်တော့ကိုကြီးစကားကိုလည်းနားမထောင်ဘူးဆိုရင်ကိုကြီးအချမ်းကြီးတော့ရင်တောင်းရလိမ့်မယ်နော် ဘာမှနားမထောင်နိုင်ဘူးကိုကြီးပြောတဲ့အတိုင်းနားထောင်အောင်ကိုကြီးမိတ်နေတိုင်းလိုက်လို့အောင်ရွှေရုပ်ကိုကြီးဝယ်ထားအယုံမဟုတ်ဘူးရွှေရုပ်စိတ်နဲ့ရွှေရုပ်လှုပ်ချင်တာလုပ်မယ်သွားချင်တာသွားမယ်ကိုကြီးဘာမှလာပြောနေကြမလို့ကိုကြီးနဲ့လည်းဘာမှဆိုင်တော့မဟုတ်ဘူးလေအဲ့တော့နောက်လည်းတော့မှဖုန်းမဆက်ပါနဲ့ ရွှေရုပ်ရွှေရုပ်ရွှေရုပ် ရွှေရုံရဲ့နေရတော့လေပြဿနာတော့ရှာလိုက်ပြန်ပြီနော် ဒီဘဝတွေရုပ်ကောက်စားတာရွှေရုပ်ညီနဲ့မောင်ရှိမင်းနဲ့ဘာဖြစ်ကြပြန်ပြီလဲမနေ့ကတည်းကသူဖုန်းဆက်တာမကင်လို့တဲ့တီလေးစီကိုဖုန်းနဲ့တခဏတိုင်းဆက်နေတာဟာရက်တူကိုခက်နေရပဲညီသူ့ကိုဘာတွေကြစ်တိုက်ပြန်ပြီလဲစိတ်ညစ်ဟိုကထားသွားအောင်မယ်နော် ထားသွားလဲအေးရပဲအခုသူ့တကယ်မုန်းတယ်သိလားရွှေကိုဘာလို့ဝေးပါခြင်းနဲ့လူကြီးနဲ့မဖြစ်ပါဘူးအဲ့ကြောင့်တခါပြတ်ပြီလို့ပြောခဲ့ ဟဲညီကသူ့ကိုစဖြတ်မယ်တော့ရွှေရုပ်ညီယူမြယူသွားလား တီလေးသူအခုရွှေရုပ်အလုပ်လုပ်နေပန်းဆိုင်ရတယ်အလုပ်ထွက်ခိုင်းတယ်ပြီးတော့တီလေးကရွှေရုပ်အလုပ်ထုတ်ဖို့ပြောထားတယ်အဲ့လွန်းလွန်းတယ်လေရမ်းစိတ်ဆိုးပဲ သူ့အလုပ်ထွက်ခိုင်းလဲထွက်လိုက်ပေါ့အဲ့ဒါဘာဖြစ်လဲ တီလေးနော်ရွှေရုပ်ဘာလို့လို့အဲ့လိုလိုက်ချုပ်ချယ်နေတဲ့လူမျိုးမလို့ချင်ဘူးကိုယ်စိတ်နဲ့ကိုနေရ မောင်ရှိမင်းကဒီလောက်ချမ်းသာတာညီတို့ तू ကတစ်သက်လုံးရွှေဝါမြတင်ထားနိုင်တယ်ညီလိုချင်တာတွေအားလုံးကိုလည်းဖြည့်ဆည်းပေးနိုင်တယ်အဲ့လိုလူမျိုးကခိုင်းတာလောက်ရလို့ညီဘာနဲ့နာသွားလို့လဲ နင့်နာပေါ့သူခိုင်းနိုင်လိုက်လို့အောင်ရွှေရုပ်သူဝယ်ထားကြုံမှာမဟုတ်တာ က
ညီးနေတော့ခက်ပြီးရွှေရုပ်ရဲ့မောင်ရှိမကညီးပေါ်လောက်ကောင်းတဲ့ဟာကလန်ကဆန်မလုပ်ပါနဲ့တီလေးကလေသူနဲ့ပဲသဘောတူရယ်နော်သူနဲ့ပဲယူရမယ် ဒီလေးကလည်းဇွတ်ပဲချွေးကဘာလို့သူ့ပဲယူရမှာလဲယူပါ မယူလို့မရဘူးဒီလေးမှာရှိတဲ့အကျွေးရည်လေဟိုလူစီက10သိန်းဒီလူစီက15သိန်းနဲ့သိန်း350ရှိတာအဲ့ဒါမောင်ရှိမကဂျားထဲကနေဆက်ပေးထားတယ်အဲ့တော့မောင်ရှိမကဒီလေးတို့ရဲ့ကျေးဇူးရှင်ဖြစ်သွားတယ်မောင်ရှိမနဲ့ပဲသမီးကိုသဘောတူတယ်မောင်ရှိမနဲ့ပဲသမီးယူရမယ် တီလေးအဲ့တော့နည်းနည်းများသွားပြီနော်ဘာလို့လို့ရှောက်လုပ်ထားရလဲကျွေးရှိလဲရွှေရုပ်ပြောရမှာမဟုတ်ဘူးရွှေရုပ်အခုလိုမျိုးမရောစားပါနဲ့ရွှေရုပ်သူ့မယူဘူးနော် စိတ်မရှိပါနဲ့အားပေါ်တယ်လေ ရှင်တို့ကျမရှိရဖဲ့နော် ညီမအသာကြီးမလားရဲ့ဆရာအတင်းချက်ခေါ်ပြီးတော့ကျွန်တော်တို့မှားလိုက်ပါတယ် ကျမကိုတင်းချက်မလုံးနဲ့နော်ကျမអော်လိုက်မှာနော် ဘယ်အောင်လဲကြာတယ်ကွာဆွဲပေါ်ကလိုက်တော့ ဟော မလိုက်ဘူးကိုကြီးအဲ့လိုဇက်လက်မပြီးချင်ဘူးရွှေရုပ်ကိုချစ်တယ်ဆိုဘာလို့ရွှေရုပ်စိတ်ညစ်အောင်လုပ်ကိုကြီးအဲ့လိုအတင်းချက်နိုင်ကြလို့ကိုကြီးကိုစိတ်ကုန် ဟုတ်လို့ဒီရရဲ့လာလာလုံးပြင်းပြင်းလုံးလုံးဒီရ လိုက်ဘူးပြောနေလေ ဒီကောင်ကစားပြဘယ်နဲ့ကောင်ဝှက်ဘူးလို့လဲ ကိုကောက်ခုချက်ရက်ပေးနော် ရွှေစီရတဲ့ကောင်မဆန်းနဲ့ဘာဖြစ်နေတာလဲသိချင်နေတာလား တိတ်ပါအဲ့ရပဲလေ ဒါနဲ့ခုနာမည်လေးသေချာမှတ်ထားအောင်နော်ခုနာမည်ကဇေခတ်တဲ့